ကယူရီဆောင်မှနေတယ်လေအင်္ဂါအဖွားကြီးကစားစရာပို့ခိုင်းလို့လာပို့တာခုတော့အိမ်ကမပို့ခိုင်းလဲဘာများပေးစရာရှိသလဲလို့မေးနေရတယ်အဖွားကြီးကတော့ပြောသေးတယ်အရင်ငါခိုင်းရင်မသွားချင်ဘူးအခုမှဘာဖြစ်လို့ဒီလောက်သွားချင်နေရတာလဲတဲ့ဒီတော့အထုံးကဘာပြောလိုက်လဲအဆောင်ကဆေးကြောင်းတို့ကောင်းမလေးတွေကလှလုံးလို့ပြောလိုက်တာပေါ့ဟုတ်မှာပါအထုံးနဲ့အေးဦးဒီပွင့်လင်းစွာရီမောပြောဆိုကြမယ်နောက်တော့အထုံးကအေးဦးနဲ့တူအမှတ်ရှိကောက်လိုက်၍စီးသည်ချယ်ရီမြေရှိရောက်သည့်ထီလိုက်ပူသည်ပြီးတော့သူနေသည့်33လမ်းဘက်သို့လမ်းပြန်လျှောက်သည်ညနေပိုင်းအားလျင်အထုံးရောက်လာတဲ့၏ဒီနေ့ထက်ဒီနေ့တန်ရောစဉ်တွေ့တာမိတီကိုဝန်ခံရပေမည်သို့တော့အေးဦးနှင့်ထွန်းတို့၏ဆက်ဆံရေးသည်အများတကားလို့မဟုတ်သည်ကိုတော့သူတို့နှစ်ဦးသာသိ၏ဘယ်လိုလဲကိုမြင့်မှန်မလားသေးဘူးလားယင်တတကစက်သားကြောပကံကိုယူသွားရင်အေးဦးကိုလမ်းမိသည်အေးဦးစပွဲမှာလောလောဆယ်ဆယ်လူရှင်းရဖြစ်သည်အေးဦးကအထွန်းလာလျင်အသင်ဖြစ်စေရန်စပွဲကင်းများကိုပါတတ်ရဲပြင်ခင်း၏တတကသူတာဝန်ကြသည့်စပွဲမှာအကြအနာဝင်ထိုင်ကစားတောက်သူများနှင့်နီးကပ်စွာမျက်နှာချင်းဆိုင်၍စကားပြောနေ၏အချိန်တော်ရနေပြီဖြစ်သောလူများ၏ရက်မှုတန်ဖြင့်ပြောသောစကားတန်ဝူဝါဝါကိုကြားနေရသည်အော်နှလုံးနာစဉ်အားသာဖြစ်၏အပေါဝါဘက်ကိုစိတ်ဆောစွာမျောကြည့်မိစဉ်လူတတိုက်ဝင်လာလေသည်စိတ်ပြတ်သွားတော့လဲအမူအရာအဖြစ်မသိသာစေပဲဝင်လာသူတွေကိုအပြုံးဖြင့်စီးကြိုလိုက်ရ၏အေးဦးရှင်းလင်းတုတ်တင်ပြီးစားစပွဲစီတို့တနက်မမတ်ရှောက်လာကြသည်အေးဦးကိုစိစိကြီးကဝင်ထိုင်ကြ၏ဆိုင်တို့လာလေကြလူတိုက်ပင်ဖြစ်သည်ပိုက်ဆံပေါ်ပေါ်သုံးနိုင်သောကုန်သည်ပွဲစားများပြီးလာရင်လည်းအထက်စီးကဆက်ဆက်လိရှိသည်သူတို့စပွဲကိုရောက်တိုင်းအေးဦးစိတ်ညစ်ရသည်အစားတွေတစ်ခုပြီးတစ်ခုမှသည်အချက်ကလည်းအတော်တောက်နိုင်ကြသည်ပြီးတော့ဆိုင်ပိတ်သည့်အချိန်ထိသူတို့ပြန်လေးမရှိပြန်ကားနီးချိန်မှလာပြီးအချိန်ဆွဲရကြသည်အပူမုံဘိုးတော့မြူးမြဲရတဲ့၏သို့တော့သူတို့ကိုပြုစုရသည်ကစိတ်မရှိခြင်းစရာအတော်ပဲဟိဒီစပွဲအားတယ်လူတယောက်ကပြောပြီးကလထိုင်ကိုခြေထောက်နှင့်ဖယ်ကဝင်ထိုင်သည်သူတို့မှပါလာသောရက်ပလင်းကိုစပွဲပေါ်မှာတင်သည်ဒီအချိန်မှစတောက်ကြမည်ဆိုတော့9 နာရီထိုးတော့လဲပြီးအောင်မီမဟုတ်သေးအနှွဲကသူ့စပွဲမှနေ၍ဘယ်နဲ့လဲဟူသောအမူအရာဖြင့်လှမ်းကြည့်သည်9 နာရီတိတိတွင်ပြန်ရန်အနှွဲနှင့်ချိန်ထားသည်မဟုတ်လားအနှွဲကကြီးမြင်နိုင်မှနေသည်အဖော်မရှိလျင်သူတို့နှစ်ယောက်အတူတူပြန်လေးရှိသည်များသောအားဖြင့်တော့အနှွဲကိုလာကြွမိသူမရှိအနှွဲသည်သူ့မိသားစုအကြောင်းကိုသိပြောပြလည်းမရှိကဲမာစရာချင်းစောစောမှထားကြနော်တို့ကြအယောင်ပိတ်တော့မှာညနေတိများဖြေ၍အေးဦးကရီမောတလူနှင့်သတိပေးလိုက်သည်ဒါမြန်ဆန်းနာလိုက်လို့အေးဦးရဲ့ကိုတို့မပြတ်မချင်းဒီဆိုင်ကဘယ်တော့မှမပိတ်ဘူးမင်းသာအစောကြီးလက်မသွားနဲ့သူတို့ကမကြခဏငွေလာဖြုံးတဲ့သူတွေဆိုတော့ဦးလေးတို့အန်တီကြီးတို့ကလည်းသူတို့ကိုဂီယူဆိုင်သည်ဖောက်တဲ့ကောင်းမှုမိမ့်မပြတ်အောင်ဆက်ဆံတတ်ကြသည်အေးဦးတို့ကလည်းပိုင်ရှိအလိုက်ထက်ကိုကြည့်ကဆက်ဆံရသည်အော်ငွေမျက်နာပြီကိုကဲအေးဦးရေထုံးစံအတိုင်းအေးဦးကကလထိုင်များကိုလူစီအောင်ချပေးပြီးဖန်ခွက်တွေသွားယူရသည်ရေခဲယူပေးရသည်စော်ဒါပလင်းဖောက်ရသည်ပြီးလျင်သူတို့မှလေးရှိသောကစွန်းရွက်ကျော်ဝက်ဦးချောင်းကျော်စသည်တို့ကိုဝင်မာရသည်မိဖို့ရဲတင်ထေးဝင်းကသူ့စားလက်ထဲမှာဟင်းပကံကိုလှမ်းဆွဲရင်းစကားပြောနေသည်ကဲဖဲပါငါသွားရမယ်သူစားကထေးဝင်းလက်မှဟင်းပကံကိုဆွဲလူပြီးအပြင်သို့ထွက်သွားသည်ထေးဝင်းကသူစားတင်ပါကိုလှမ်းပုတ်လိုက်သည်သူတို့နှစ်ယောက်စုံလျင်ဒီလိုပဲလုံးထွေးဖြစ်နေကြစကတော့အေးဦးမျက်စိထဲမှာကြည့်မြင်ရဖြစ်ခဲ့တော့လဲယခုတော့အမြင်များ၍ယူသွားပြီသူတို့ဒီအင်းနဲ့ပင်ဖင်ပုတ်ခေါင်းပုတ်လို့ရင်အရသာခံနေကြသည်တကယ်တော့လည်းဘာမှမဟုတ်အပျော်တက်ပင်သူစားကအပြင်ပန်းကကြည်လင်ပေါ်တီပေါ်ပြက်နိုင်လို့ရှိတော့လဲရီမန်းချက်ကကြည်သူရသမျှလောက်ခနဲ့အပူဝင်ငွေများကိုမြည်သူကိုမှမထောက်ပတ်မဲကြစ်ပေါင်စုသည်
သူလူတလောက်ရလင်ဘူချုပ်စီလူနေရာမျိုးမှာအင်ကြီးချုပ်စားမည်တဲ့ပတ်စံရှိတဲ့ယောက်ျားတစ်ယောက်ကိုရှာပြီးရအောင်ယူမည်တဲ့သူစားကပြောနေလက်တွေညီဆိုင်မူလာသည့်ဖောက်တယ်များတဲ့တွင်ငွေစားရွှေမြီးပုံပေါ်လင်သူစားကအသေးကတ်သည်အိန္ဒြေတခွဲသားဖြစ်နေပြကသူ့အပေါ်စိတ်ဝင်စားအောင်ပြောတတ်ဆိုတတ်သည်သို့တော်ဒီနေ့ထိတော့သူစားကိုကြမိသူမတွေ့သေးအေးဦးတို့အဖွဲ့တော့ရောက်ပြီထင်တယ်ပြန်ကန်နီး20အစိတ်တော့ရအောင်ပါပေါ့တိမ်မြင့်ကမနေကြဟင်းပွဲကိုကြည့်ကခံမှန်းပြီးပြောသည်တိမ်မြင့်သည်အေးဦးကိုစကားမရှိစကားရှာကပြောမြဲဖြစ်တော်လဲအေးဦးကသူ့ကိုကြည့်မရဘဝတူချင်းမို့သာတိခံရတော့လဲသူ့ကိုထီကဘာကြီးကဘာပြောတာနည်းနည်းလေးမှမခံခြင်းတကယ်တော့ဘသူပြောတာမှခံချင်သည်မဟုတ်အလုံးမို့သာတိခံနေရခြင်းဖြစ်၏တိမ်မြင့်ကလည်းမာနာကြီးတော်အေးဦးကိုမှစိတ်ဝင်စားသည်ငါက20စိတ်ကိုမက်တာမဟုတ်ဘူးဟဲ့ငါရေးစားမလားလို့စိတ်ညစ်နေရတဲ့အထက်အေးဦးကတမင်ပြောပြခဲ့၏အထွန်းအကြောင်းကိုသူတို့တစ်စီတစ်စောင်းတော့သိ၏မမီတဲ့ပန်းကိုတုံးခုလန်းတာအကြနာလိမ့်မယ်နော်ရင်ထဲမှာအခမ်းရခက်လာတော့လဲဘာမှမချေပတော့ပဲထွက်ခဲ့ရ၏အထွန်းဟာအေးဦးအတွက်တကယ်ပဲမမီတဲ့ပန်းများဖြစ်နေလေသလားအထွန်းဤမိဘများတင့်တင့်ချမ်းသာတာကိုခံမှန်းမိဘာလို့ဒီလဲတော့မသိမေးလဲမမေးမိအထွန်းကဘွဲရပြီးသားမှန်းတော့သိသည်သို့တော့အထွန်းကသူတကားလူတောက်ခါစားကနဲ့ကလေးကုလင်းနေတတ်သူတော့မဟုတ်ဘူးလူငယ်ပြီးပြီးလူလွတ်လပ်လပ်နေတတ်တော့လေအထွန်းကတိတ်ခါရှိသည်အခြားယောက်ျားလေးများနဲ့မတူအေးဦးအတွက်တော့အထွန်းသည်တူရဲသောယောက်ျားလေးအပေါင်းအသင်းဖြစ်၏မှန်သည်အပေါင်းအသင်းအဆင့်ဒါပါပဲသူတို့ဒီထက်မပူကြသို့တော့အေးဦးကဘာမှာအထွန်းသည်အမြဲတမ်းနေရယူလျက်ရှိကြသည်အေးဦးကသူ့စပွဲမှာလိုအပ်သည့်လက်တော့ပေါ်ဝါကျက်သွန်ခြင်းစသည်တို့ကိုချပေးလိုက်သည်သူတို့ကအစားတောက်ကိုဖြည်းဖြည်းမှယူမှကိုတည်တည်မှုအေးဦးကခုံလွတ်မှခိတ္တတိုင်းမြည်ပြူ၏လုံလုံလျက်လားထိုင်မချသေးမိမှအထွန်းဝင်လာတာကိုမြင်လိုက်သည်ချက်ချင်းပြန်ထားလိုက်မိ၏ထွန်းကလည်းသူ့ကိုချက်ချင်းမြင်သည်သို့တော့အေးဦးစပွဲမှာလူမအားမန်းသိပြီမို့အခြားနေရာလူကိုရှာသည်အထွန်းဒီမှာထိုင်မှလိုက်ရင်အေးဦးကသူနဲ့အနီးဆုံးစပွဲကိုခေါ်မိအထွန်းကခေါင်းခသည်တက်တက်ရှိသည့်စပွဲသို့လျှောက်သွားသည်တက်တက်ကသူ့အတွက်နေရာပြင်ပေးသည်ဘာမှမပူနဲ့မမတ်ရေးတက်တက်ကြည့်လို့လိုက်ပါမယ်တက်တက်ကသူ့ဝတ်ဒီအတိုင်းနောက်လိုက်တော့လဲအေးဦးရင်ထဲမှာမြက်ခနဲဖြစ်သွားသည်အထွန်းကိုကိုယ်တိုင်ဂယူးဆိုင်ခြင်းသို့တော့ကိုယ်စပွဲကိုကိုတာဝန်ယူရမယ်ထုံးစံမှုဘာမှမတတ်နိုင်အထွန်းကလည်းအလားနောက်ကျလိုက်တာဟုစိတ်ထဲမှာအရေးယူမိသည်အထွန်းသည်တက်တက်ဤစပွဲမှာပင်အေးအေးဆေးဆေးဝင်ထိုင်သည်အထွန်းပါစားခြင်းဤဆိုတာအေးဦးကသိသည်သို့တော့ဒီတစ်ခါတက်တက်ယူပေးသည့်အစာတွေကအထွန်းစားနေကြရာတွေမဟုတ်အထွန်းဒီနေ့ခောက်ဆွဲကြော်မစားဘူးလားဘာလီရောမတောက်ဘူးလားအေးဦးကမနေနိုင်၍သွားမိသေးသည်ဟင်တက်တက်အပြောကောင်းလူပြီးရတောက်အထွန်းကရက်ကိုဆွဆွဲမြင်းမြဲတောက်သူမဟုတ်တခါတရံမှသာအနေချင်းတောက်သည်စိတ်ချပါမမအေးရဲ့တက်တက်လူလေးသိမရှိအောင်ပြုစုလိုက်ပါမယ်အေးဦးရင်နဲ့တဝင်တူမှုကကြီးစိုးလာသည်ជីဝေမှုရည်နေမည်အထွန်းနာမှာတက်တက်လည်းမရှိစေခြင်းအခြားပဲမိန်းကလေးကိုမှလည်းမရှိစေခြင်းအိုးမိမိကိုယ်တိုင်ကတခြားယောက်ျားလေးတွေနာမှာပြုစုနေရတဲ့ဘဝပဲအထွန်းကောတဝင်တူတတ်သလားရှင်ထဲမှာနာကျင်လာသည်သို့တော့အထွန်းနဲ့သူသည်ပွင့်လင်းစွာတဝင်တူနိုင်လောက်သည့်ချစ်သူတွေလည်းမဟုတ်စပွဲကိုခင်းရင်ဖြင့်ခောက်တန်ကြ၍သူ့စပွဲကိုပြန်ပြေးခဲ့ရသည်အထွန်းနာမှာမိန်းကလေးနှစ်ယောက်သွားကပ်နေသည်ကိုပိုင်ရှင်ဦးလေးကမကြိုက်အန်တီကြီးကလည်းအကြောင်းသိပြီးအကဲခတ်လျက်ရှိသည်ကိုနေခြင်းအမှမနေရသည့်ဘဝပြီပဲလာပါအောင်ဒီမှာရေခဲလက်ကုန်နေပြီအမီးလက်ထက်ယူခဲ့အောင်လေပြီးတော့ခိုင်းလို့ထိုင်းနေပါအောင်လိုရာရှိရင်ချက်ချင်းရအောင်အထွန်းရှည်မှာတာဝန်ကိုထမ်းဆောင်ရင်သူတစ်ပါးကိုပြုစုခဲ့ရပါများပြီဒီတစ်ခါတော့အေးဦးစိတ်ထဲမှာရှက်မိ
အထွန်းကလည်းဒီနေ့မျက်နှာတီးလွန်းသည်ဟုအောင်းမိသည်ဒီကြတဲ့တသက်ကတမော